မြန်မာနိုင်ငံမှာနိုင်ငံတော်သမ္မတတီဖွဲ့စည်းပုံအခြေခံဥပဒေအရအာဏာအရှိဆုံးပုဂ္ဂိုလ်ဆိုတာတော့ဟုတ်ပါတယ်ပြီးရင်ဒုသမ္မတတွေလွှတ်တော်ဥက္ကဋ္ဌတွေပေါ့ဒါပေမဲ့တကယ်တမ်းမှာနိုင်ငံတော်သမ္မတပြီးရင်အာဏာအရှိဆုံးပုဂ္ဂိုလ်ကတော့တပ်မတော်ကာကွယ်ဦးစီးချုပ်ဖြစ်ပါတယ်တပ်မတော်ကာကွယ်ဦးစီးချုပ်ကပြည်내တိုင်းအားလုံးမှာရှိတဲ့တပ်ရင်းတပ်ဖွဲ့တွေကိုတစ်ကြိမ်နဲ့တစ်ပြိုင်နက်တိုင်းအမိန့်ပေးစေခိုင်းနိုင်တဲ့အခြေအနေရှိတာကြောင့်တပ်မတော်ကာကွယ်ဦးစီးချုပ်ယာဒူးဟာအင်မတန်မှအရေးကြီးပါတယ်မြန်မာနိုင်ငံသားအားလုံးသိပါတယ်တပ်မတော်ရဲ့အခမ်းကဏ္ဍဟာမြန်မာနိုင်ငံရေးမှာဘလောက်တောင်ကြီးမားလဲဆိုတာကိုသိမှာပါတပ်မတော်သား25ရာခိုင်နှုန်းဟာလည်းလွှတ်တော်ထဲမှာထိုင်နေတဲ့အတွက်ကြောင့်မလို့တပ်မတော်ဟာလွှတ်တော်ထဲမှာပါဩဇာတက်ရောက်မှုရှိတာပါဥပဒေပြုရေးကဏ္ဍပေါ့ပြီးတော့တိုင်းပြည်ရဲ့လုံခြုံရေးကဏ္ဍမှာရောဥပဒေပြုရေးကဏ္ဍမှာရောတပ်မတော်ဟာခွာထိုင်ထားတာဖြစ်ပါတယ်လက်ရှိရှိတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကလည်းတပ်မတော်ကနေပြီးတော့ဥဆောင်ပြီးရေးဆွဲထားခဲ့တာဖြစ်ပါတယ်ဒါကြောင့်တပ်မတော်ကာကွယ်ဦးစီးချုပ်ဘယ်သူဖြစ်မလဲဆိုတာဟာဘယ်အစိုးရတက်မလဲဆိုတာလောက်ကိုအမှတ်တမ်းမှအရေးကြီးပါတယ်ထောက်လိုင်းမှုချုပ်ယာဒူးကနေပြီးတော့ဒါနံပါတ်တက်မတော်ရဲ့အင်္ဂါစင်မှာနံပါတ်8လောက်ကနေပြီးတော့အမြင့်ဆုံးယာဒူးကိုခုန်တက်သွားတဲ့အင်မတန်မှကန်ထူးလာတဲ့ဗိုလ်ချုပ်မှုကြီးရဲဝင်းဦးဟာအခုဆိုလို့ရှိရင်တော့မြန်မာနိုင်ငံတရားဝင်ကာချုပ်ကြီးဖြစ်နေပါပြီအသက်60ဆိုတာကတော့တာဝန်ထမ်းဆောင်မဲ့အချိန်နောက်10စုနှစ်တခုလောက်ကိုကောင်းကောင်းမွန်မွန်တာဝန်ထမ်းဆောင်နိုင်မှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်အခုဒီတပ်မတော်ကာကွယ်ဦးစီးချုပ်ဟောင်းဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကအသက်80မှာသူဟာယာဒူးကိုစွန့်လွတ်သွားတာဖြစ်တဲ့အတွက်ကြောင့်ဒါဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်လောက်ကိုသူထပ်ပြီးတော့အုပ်ချုပ်မယ်ဆိုရင်နောက်10နှစ်ဗိုလ်ချုပ်မှုကြီးတန်းရွှေလောက်ကိုဆက်ပြီးအုပ်ချုပ်မယ်ဆိုရင်တော့18နှစ်လောက်ကိုအုပ်ချုပ်လို့ရမယ်အသက်အရွယ်ဖြစ်ပါတယ်။တကယ်တမ်းဒူးချုပ်ဘွားကနေပြီးတက်ချုပ်ဖြစ်လာခဲ့တဲ့ဗိုလ်ချုပ်မှုကြီးတန်းရွှေဟာလည်းဒီအသက်အရွယ်မှာပဲတပ်မတော်ကာကွယ်ဦးစီးချုပ်ယာဒူးရခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာဒူးချုပ်ကနေပြီးတော့တက်ချုပ်မဖြစ်တော့တာဟာဗိုလ်ချုပ်မှုကြီးတန်းရွှေဟာခက်ခဲရပါပဲဗိုလ်ချုပ်မှုကြီးတန်းရွှေဟာဒူးချုပ်ကနေပြီးတော့တက်ချုပ်ဖြစ်ခဲ့တဲ့နောက်ဆုံးသောပုဂ္ဂိုလ်ဖြစ်ပါတယ်သူ့နောက်ပိုင်းဆက်ခံတဲ့ပုဂ္ဂိုလ်တွေဟာဒူးချုပ်ကနေပြီးတော့တက်ချုပ်မဖြစ်ကြတော့ပါဘူးဒါဗိုလ်ချုပ်မှုကြီးမောင်အေးတို့ဗိုလ်ချုပ်မှုကြီးစိုးဝင်းတို့ဟာဒူးချုပ်ဘဝနဲ့ပဲအနားယူသွားတာဖြစ်ပါတယ်တပ်မတော်ကာကွယ်ဦးစီးချုပ်ရဲ့အခွင့်အာဏာကိုကန့်သက်ဖို့ရအရန်အားနည်းချက်တွေရှိပါတယ်အခြေခံဥပဒေမှာကအစားတပ်မတော်ကာကွယ်ဦးစီးချုပ်ကိုလွတ်လပ်တဲ့အာဏာပိုင်ပုဂ္ဂိုလ်အဖြစ်နဲ့ပြဋ္ဌာန်းထားတာဖြစ်ပါတယ်ဆိုလိုတာကတက်လာတဲ့တီးစဲအစိုးရကတော့မှပဲတပ်မတော်ကာကွယ်ဦးစီးကိုတိုက်ရိုက်ထိန်းချုပ်ဖို့အမိန့်ပေးစေခိုင်းဖို့ယာဒူးကနေဖယ်ရှားပစ်ဖို့ခက်ခဲတဲ့အခြေအနေတွေရှိတာပါဒီလိုမျိုးလွန်ဆွဲမှုတွေကပဲ NLD အစိုးရနဲ့တပ်မတော်ကိုမကြည်မလည်ဖြစ်စေခဲ့တာပါတပ်မတော်နဲ့ပြည်လည်ခဲ့တဲ့သမ္မတဦးသိန်းစိန်တို့လိုမျိုးတပ်မတော်အငိမ့်စားသမ္မတရဲ့လက်ထက်မှာတော့တပ်မတော်ဟာဒီစီနီယာဗိုလ်ချုပ်ကြီးတွေရဲ့စကားကိုနားထောင်ပြီးတော့ညီအကိုဆက်ဆံရေးရှိပါတယ်တားဖားဆက်ဆံရေးရှိပါတယ်ဒါပေမဲ့လည်းတပ်မတော်ကိုကဏ္ဍဂောဇာပြုလုပ်တဲ့တခြားသောပါတီတွေတက်လာမယ်ဆိုရင်တပ်မတော်ဟာမဖြစ်မနေနားထောင်စရာမလိုပါဘူးတပ်မတော်ဟာကိုယ်အစိတ်ရှိတဲ့အတိုင်းပြုတ်မှုလို့ရတဲ့အခြေအနေမှာရှိနေတာဖြစ်ပါတယ်ဒါကလည်းတပ်မတော်ကနေဥဆောင်ပြီးတော့ရေးဆွဲထားခဲ့တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်တဲ့အတွက်ကြောင့်မလို့တပ်မတော်ကာကွယ်ဦးစီးချုပ်ရဲ့လုတ်ပိုင်ခွင့်နဲ့အခွင့်အာဏာကိုအပြည့်အဝပေးထားတာဖြစ်ပါတယ်အခုလေဒီဥပဒေနဲ့ပဲဆက်ပြီးတော့သွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဗိုလ်ချုပ်မှုကြီးရဲဝင်းဦးရဲ့လုတ်ပိုင်ခွင့်အခွင့်အာဏာဟာအင်မတန်မှကြီးမားပါတယ်တပ်မတော်ကာကွယ်ဦးစီးချုပ်ယာဒူးဟာအင်မတန်မှနှက်ကြီးပါတယ်တကယ်တမ်းကျရင်ဒီဒုတိယဗိုလ်ချုပ်မှုကြီးဖြစ်နေတဲ့ဦးကျော်စွာလင်းဟာပထမအဦးဆုံးတစ်ပြေးပြီးနာမည်ထွက်ခဲ့တာပါပြီးခဲ့တဲ့ရက်ပိုင်းလပိုင်းအထိကိုဒုတိယဗိုလ်ချုပ်မှုကြီးကျော်စွာလင်းဟာတက်ချုပ်ဖြစ်မယ်ဆိုပြီးတော့နာမည်ထွက်နေတာပါနောက်ပြီးတော့လည်းတက်ချုပ်ကနေပြီးတော့အနားယူသွားတဲ့အခါမှာဒူးချုပ်ဖြစ်တဲ့ဦးစိုးဝင်းကိုထားခဲ့ပြီးတော့ဦးစိုးဝင်းဟာတက်ချုပ်ဆက်ပြီးတော့ဖြစ်နေမယ်ဆိုတဲ့သတင်းစကားတွေလည်းအမျိုးမျိုးထွက်ပေါ်ခဲ့တာပါတကယ်တမ်းကျလို့ရှိရင်ဒူးချုပ်ဖြစ်တဲ့ဗိုလ်ချုပ်ကြီးရဲဝင်းဦးဟာကြီးချုပ်ယာဒူးကိုပေးလိုက်တဲ့အခါကျမှသာလူတွေကစိတ်ဝင်စားမှုမြင့်တက်လာတာပါဒါကြောင့်ကျွန်တော်ပြောပါတယ်တပ်မတော်ကာကွယ်ဦးစီးချုပ်ယာဒူးရမဲ့သူတွေဟာကြိုတင်ပြီးတော့ကြာရှည်စွာသတင်းထွက်ပေါ်လေးမရှိဘူးအနာနာကက်မှသာရလေရှိပါတယ်တကယ်တမ်းတပ်မတော်ကာကွယ်ဦးစီးယာဒူးကိုပေးမဲ့သူတွေကိုလည်းတပ်မတော်ဟာအမြဲတမ်းဒါထိတ်တန်းလျှို့ဝှက်အဆင့်ကိုထားပြီးတော့ဒါထားလေးရှိပါတယ်ဘာကြောင့်လဲဆိုရင်တပ်မတော်ကာကွယ်ဦးစီးကိုကြိုပြီးတော့ချင်းကတ်တာတွေကြိုပြီးတော့ဆွေးနွေးညှိနှိုင်းတာတွေပြုလုပ်မှာဖြစ်တဲ့အတွက်ကြောင့်ပါပဲ